Mohinga ချက်စားကြမယ်ဈေးတွေကနေပြီးတော့အရင်အစိတ်သားလောက်ကိုဝယ်မယ်ပေါ့နော်ဝယ်လာတဲ့ငရက်လေးတွေကိုရေနဲ့ဆေးကြောပြီးတော့စားစနစ်နဲ့ပြီးအိုးတဲ့ထည့်ပြုတ်ပါမယ်ငါ့ကိုပြုတ်တဲ့ခါမှာဇပလလင်းပါတစ်ခါတည်းထည့်ပြုတ်လိုက်ပါမယ်ငါးလေးကကြက်လာပြီးဆိုရင်တော့ငါးလေးတွေကိုဆယ်ပြီးတော့ပကံလေးလေးကိုအေးခံထားမယ်ပေါ့နော်ပြီးရင်တော့ငါးတွေကိုအယိုးတက်တက်အသားတက်တက်ခွဲပြီးတော့နှွာထားပေးပါမယ်အိုးရဲစီထည့်ပြီးစီပူလိုက်တော့ကြက်သွန်ဖြူကိုအရင်ထည့်ပြီးတော့ကြော်ပေးပါမယ်ပြီးရင်တော့နှွာထားတဲ့ငါးလေးတွေကိုအရေ6တဲ့အထိပေါ့နော်ဒီစီလေးတက်ပေးပါမယ်ရေလေး6သွားပြီဆိုရင်တော့ပကံလေးကိုထည့်ထားမယ်ပေါ့နော်ဒါလေးကတော့ငါးအယိုးတွေကျန်တဲ့ဟာပေါ့နော်ဒီငရုတ်စုံနဲ့ထောင်းပြီးစကားနဲ့စစ်ပြီးထွက်လာတဲ့အရေးပါကြက်သွန်ဖြူနဲ့ငရုတ်ကောင်းလေးကိုငရုတ်စုံနဲ့ထည့်ပြီးတော့ထောင်းမယ်ပေါ့နော်ရမယ့်စားပလာတွေဆုံးပြီဆိုရင်တော့မုံဟင်းကအရေအိုးစတည်ပါမယ်ပထမဆုံးဒီငါးအယိုးရေပေါ့နော်အဲ့ဒါကိုထည့်ပါမယ်ဒါလေးကတော့ပထမငါ့ကိုပြုတ်ထားတဲ့တော့ကအကျန်တဲ့အရေးပေါ့နော်အဲ့ဒါပါထည့်လိုက်ပါမယ်ပြီးရင်တော့ဒီကြက်သွန်ဖြူနဲ့ငရုတ်ကောင်းထောင်းထားတာလေးပါထည့်လိုက်မယ်နော်ပြီးရင်နွေးလေးထည့်ပါမယ်ဒီပပဆူလာပြီဆိုရင်တော့ဒီငါးစီတက်ထားတာလေးကိုထည့်ပါမယ်ပြီးရင်တော့ဒီကြက်သွန်နီလေးတွေကိုအလုံးကြီးတာဖြစ်တဲ့အတွက်လေးချမ်းချမ်းပြီးတော့ထည့်လိုက်ပါမယ်အလုံးလေးရှိရင်အလုံးလိုက်လေးထည့်လို့ရပါတယ်ပြီးရင်ခဏဆူအောင်တည်ထားမယ်ပေါ့နော်အဲ့ကြားထဲမှာညီမတို့ဒီရွှေညောင်ပင်ပေါ့မုံဟင်္ကာထုတ်ကလေးကိုရေအေးလေးနဲ့ဖြော်ပြီးတော့ခဏစောင့်မယ်မှာပပဆူလာပြီဆိုရင်တော့ခုနဖြော်ထားတဲ့မုံဟင်္ကာအရေကိုထည့်လိုက်ပါမယ်ပြီးရင်တော့ကြက်ဥကလေးကိုပြုတ်ပြီးတော့စောင့်မယ်ပေါ့နော်ဒီမှာစနွင်းထည့်တဲ့ဗီဒီယိုလေးမရိုက်လိုက်ရဘူးပေါ့နော်ဒီဟာကစနွင်းကိုနောက်ဆုံးမှထည့်ရမယ်ပေါ့နော်အဲ့ဒါမှအယောင်လေးလှလှလေးထွက်မှာမလို့ပါဒါကတော့မုံပတ်ထုတ်လေးတွေကိုပြုတ်ပြီးတော့စေထားဖြစ်ပါတယ်ကဲပွဲလေးစပြင်လို့ရပါပြီပေးကြော်ကတော့ဈေးတရပဲတောက်ဝဲထားတာဖြစ်ပါတယ်မုံပတ်ကလေးကိုပကံလေးကိုထည့်လိုက်ပါမယ်ဆိုင်ကလိုလာပပတော့မပြင်တတ်ဘူးပေါ့နော်အဲ့တော့ဟင်းလေးအရင်ထည့်လိုက်ပါမယ်ချက်တုံပြူကြော်လေးထည့်ပါမယ်ဒါလေးကတော့ချက်ဥပေါ့နော်ပြုတ်ထားတဲ့ချက်ဥလေးတွေကိုပပလေးပြီးလွာထည့်ထားတာပါဒါလေးထည့်ပါမယ်ပြီးတော့ပဲကြော်လေးထည့်ပါမယ်နနမင်းကြိုက်ရင်တော့နနမင်းထည့်စားပါညီမနနမင်းမကြိုက်ပါဘူးအဲ့တော့တမညာဒီလေးထည့်ပြီးတော့စားပါမယ်ဒါအရင်လူကြီးတွေစားဖို့နနမင်းနဲ့ဒါတော့ကိုပါချက်အမြဲတမ်းအပေးတဲ့ကိုရဲ့အမကန်ပရိတ်တက်ပေါ့နော်စားလို့ရန်ကောင်းပါလေတားငယ်လေးကတော့နှစ်ပွဲဆွဲသွားပါမမကိုအပြင်ပြီးပါပြီးတော့ပါတယ်ဒါကတော့ကျမရဲ့ရုပ်ချွတ်လာလာလေးပေါ့နော်စားလို့ရန်ကောင်းပါတယ်ရှိအလုံးပဲကျေးဇူးတင်ပါတယ်လိုက်ပြီးတော့ချက်စားကြမယ်ပေါ့နော်ဘိုင်ဘိုင် Thank you for watching.